ခောက်ဆွဲပြုတ်အိုအဆက်လေးလာပါပြီရှင် Hello Foodie မွေးနေ့ကိတ်မန္တလေးမြို့ကပါအရင်နေ့ကပစွန်လေးလောက်တာထိပြီးပါပြီနော်ခောက်ဆွဲပြုတ်စားမယ်ဆိုရင်အရွက်လေးရလည်းမပါမဖြစ်ပေါ့ရှင်အရွက်လေးထည့်လိုက်ပါပြီရှင်အရွက်လေးပြီးရင်တော့ငရုတ်သီးအနီရောင်လေးထည့်ပါမယ်နော်Hello Foodie ကတော့မန္တလေးမြို့မှာဖြစ်ပါတယ်ရှင်မွေးနေ့ကိတ်လေးလိုအပ်တယ်ဆိုရင် profile မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမှာယူနိုင်ပါတယ်ရှင်ခောက်ဆွဲပကံရဲ့အလဲထဲမှာမှုအလုံးလေးထည့်မယ်ရှင်မှုအလုံးလေးအတွက်အရင်ဆုံးအဖြူရောင်ခရင်အဝိုင်းလေးလုပ်လိုက်တယ်ပေါ့နော်မိုးရဲ့မျက်နှာပြင်မဲလေးတွေအတွက်အမဲလေးကိုစုပ်တန်လေးနဲ့ခြယ်လိုက်ပါတယ်နှစ်ခုလုံးစုပ်တန်နဲ့ခြယ်ပြီးပြီဆိုရင်တော့မိုးရဲ့ထိတ်မျက်နှာပြင်မှာလေမိုးအပွင့်မပွင့်လာခင်အခွဲလေးဖြစ်နေတာပေါ့နော်အဲ့ဒါလေးကိုအကွဲချောင်းအရာလေးပေးလိုက်ပါတယ်မိုးလေးပြီးရင်ငရုတ်သီးအနီရောင်လေးတွေထည့်ပါတယ်ရှင်ငရုတ်သီးအနီရောင်လေးပြီးရင်ငရုတ်သီးအတောင်လေးလည်းကျွန်တော်တို့ထည့်ထားခဲ့တယ်ဟုတ်အဲ့ဒီငရုတ်သီးအတောင်ရဲ့ခေါင်းလေးခေါင်းထိပ်အညာလေးတွေအစိမ်းရောင်လေးတွေနဲ့ထည့်ပါတယ်အဲ့ဒီအစိမ်းရောင်ခရင်အိတ်လေးနဲ့ပဲငရုတ်သီးအစိမ်းရောင်လေးတွေကိုထည့်လိုက်ပြန်ပါတယ်ရှင်နောက်ပြီးတော့အိုးလေးကလေခောက်ဆွဲပကံလုံးလေးကကြတော့ပန်းပွင့်သပွင့်နဲ့ထည့်ထားတာဆိုတော့နဲနေလို့ပန်းပွင့်လေးတွေပြန်ထည့်လိုက်ပါတယ်ရပါပြီရှင်ခောက်ဆွဲပကံလုံးကိတ်လေးပါ